န်ကုန်မြို့မိုးကုတ်ဝိပဿနာပြန်ပွားရေးဖွဲ့ချုပ်မှကမ္မထာနာစတိယဆရာတော်ဥဒ္ဓမသာရ25ရက်17လ88ခုနှစ်နံနက်ပိုင်းတွင်မြို့မိုးကုတ်ဓမ္မရိသဓမ္မယုံ၌ဟောကြားသောခန္ဓာပရိစ္ဆသမုပ္ပါသင်္นานတရားတော်မတ်ကြတရားပဲနှလုံးသွင်းကြဘုရားရှင်ကိုရောမြတ်ကြီးရဲ့အလိုဆန္ဒတော်သိပြီးဘုရားရဲ့ကိုယ်စားလှယ်ဖြစ်နေဘုရားထားတော်မူခဲ့တဲ့ဓမ္မခန္ဓာတော်တွေကိုဆရာလုပ်ပြီးထိုတို့တွင်ခန္ဓာဉာဏ်ရောက်သစ္စာဆိုင်အောင်ဆုံးမသွားတယ်ယေရှုတော်ရှင်ဧကမပန္တိတဘုဂုဆရာတော်ဘုရားရဲ့ဥပနိဒေယဥထိတ်ထား၍ဦးဇင်းတို့နန္ဒပိုင်းမှာပြောနေကြဖြစ်တယ်ဒီခန္ဓာပရိစ္ဆသမုပ္ပါသင်္นานကိုယေရှုပြုပါလိမ့်မယ်ခန္ဓာပရိစ္ဆသမုပ္ပါသင်္นานဆိုတဲ့ဓမ္မဆက်လေပုံသိမှသာလင်ဦးဇင်းတို့တရားဓမ္မတွေအလိုရှိတယ်ဒီမဲ့ညာပူညာကန့်ကွက်တဲ့သက္ကာယဒိဋ္ဌိသတ္တရဒိဋ္ဌိဥစ္စေရဒိဋ္ဌိဆိုတဲ့ဒီမေတ္တာဘူရာဖြစ်တဲ့ဒိဋ္ဌိ၃မျိုးဟာအသိဉာဏ်နဲ့စင်ကြယ်နိုင်တယ်လို့ပိုင်နိုင်မယ်ဘုဂုတ်ဆရာတော်ဘုရားကြီးအမိန့်ရှိထားတဲ့အတွက်မဲ့ညာပူညာလူကျင်တဲ့ပုဂ္ဂိုလ်ဟာမေတ္တာဘူရာဖြစ်တဲ့ဒိဋ္ဌိယူစင်ကြယ်မှသာလင်ဦးဇင်းတို့တရားဓမ္မတွေကိုလူချင်းနဲ့ဒီကိုရည်ချက်နဲ့ကိုပန်းတန်ရောက်မယ်လို့ဆုံးဖြတ်ပါနော်ပရိစ္ဆသမုပ္ပါမနေ့ကဦးဇင်းတို့ပြောခဲ့တာဆက်ပြီးတော့ကျေးဇူးပြုပါလိမ့်မယ်ဒီတော့ပရိစ္ဆသမုပ္ပါဆောင်ပုဒ်လင်္ကာဖြစ်တာဒီအဝိဇ္ဇာနဲ့တဏှာယင်းကံဥပါဒံကံကြောင့်ယုံနံပေါ်အပင်မမျိုးမအပင်အမြင်မပြတ်ဆက်ဆက်သည့်ဟံကံကြောင့်နာယုတ်ကြောင့်ကံအဖန်ပန်ဖြစ်ပြန်နေလျောဗြဟ္မာတရားစသည်များကထင်ရှားပြုခြင်းစီရင်ဖန်ဆင်းအကြောင်းရင်းကြောင့်လူနတ်များစွာတတ္တဝါတို့ဖြစ်လာရမှုမဟုတ်ဟုဉာဏ်ဖြင့်ရှု၍မျောဆိုတဲ့ဆောင်ပုဒ်လင်္ကာမရှိဘူးလားရှိလားမိသူတူတယောက်ကမှဖန်ဆင်းတာမဟုတ်ပါဘူးတဲ့အကြောင်းဓမ္မကြောင့်အကျိုးဓမ္မဖြစ်တယ်ဆိုတာဒီဆောင်ပုဒ်လင်္ကာမှာမရှင်းဘူးလားရှင်းတာအဲ့ဒီဆောင်ပုဒ်လင်္ကာရှင်းထားပြီးတော့သူအကြောင်းနဲ့သူအကျိုးဆက်ပုံကိုဦးဇင်းတို့တရားဓမ္မတွေရတဲ့မူလနှစ်ပြားဆိုတာညီညာပူဇော်ကြသူမူလနှစ်ပြားသစ္စာနှစ်ခုရေဝတ္တဒီမှာဆယ်ပါးရေကိုများရင်သုံးပါးအစနေရမူလဝိသုဒ္ဓနေကာလသုံးပါးရှင်း20ဤရှိပဲကိုအလွယ်ပြမသိစေအပ်သည်အန္တရာမလွတ်ကြောင်း၏ဒါဖြင့်ဦးဇင်းတို့တရားဓမ္မတွေဒီပရိစ္ဆသမုပ္ပါသူအကြောင်းကျိုးဆက်ပုံကိုသူအင်္ဂါနဲ့သူအသွယ်နဲ့မပြဘူးလားပြထားဒီမူလနှစ်ပြားဆိုတာဘယ်တရားလဲဝိသနဲ့ခန္ဓာပါဗျာဒီသစ္စာနှစ်ခုဆိုတာကဟုတ်ပြီဗျာ၄ခုအလွှာဆိုတာကဟုတ်တယ်အင်္ဂါ12ပါးဆိုတာကဝိသေယသင်္ခါရဝိညာဉ်နာယုတ်သာရဏသာဝိရဏသန္တာဥပါဒံကာမဘဝအာနိသံဃာသုံးပါးအစဆိုတာကသင်္ခါရနဲ့ဝိညာဉ်စကဘယ်ကြောင်းနဲ့ဘယ်ကျိုးစတာဝေဒနာနဲ့တဏှာစကဘယ်ကျိုးနဲ့ဘယ်ကြောင်းစတာဟုတ်ပြီကမ္မဘဝနဲ့ဇာတိအစကဘယ်ကြောင်းနဲ့ဘယ်ကျိုးစတာပြီးတော့ကျမှ၃ပါးစပ်ပြီးတော့မှဝိ၃ပါးဆိုတာမလားဘူးလားကိလေသာဝေဘယ်နှပါးလဲကာမဝေဝိပါကဝေကိလေသာဝေ၃ပါးက
ကမ္မဝေ2ပါးကဝိပါကဝေ10ပါးကကာလ3ပြာဆိုတာကဒါပြန်ကာလ3ပြပြီးတော့ချင်းရဘယ်လောက်တဲ့တော့အတိတ်ကြောင့်ချင်းရ5ပါးကယေစုပံကျိုးချင်းရ5ပါးကယေစုပံကြောင့်ချင်းရ5ပါးကအနာဂတ်ကျိုးချင်းရ5ပါးကငါလေးလီဤရှိသွေဥဖြည်းဖြည်းရအောင်မူလနှစ်ဖြာကတသွေသစ္စာနှစ်ခုကတသွေလေးခုအလွာကတသွေအင်္ဂါ12ပါးကတသွေ3ပါးအစကတသွေဝိ3ဝါကတသွေကာလ300ကတသွေချင်းရ20ကတသွေဤရှိသွေမပြည့်ဘူးလားပြည့်ပြီးတော့ကြတော့မှအလွယ်ကျက်မှသိစေအပ်သည်သန္တရာမလွတ်ကြောင်းသည်ဒါဖြင့်နှုတ်တဲ့ရအောင်အလွယ်ကျက်မှတ်တာကိုညာတပရိညာလို့ခေါ်တယ်ခန္ဓာညာရောက်ထိုးတွင်းသိတာကိုတိရဏပရိညာလို့ခေါ်တယ်ခန္ဓာအစုံနိဗ္ဗာန်မြင်တာကိုတော့ဗဟာနပရိညာလို့မခေါ်ဘူးလားဒါဖြင့်ဒိဋ္ဌိဖြုတ်တဲ့နည်းမှာအသိဉာဏ်နဲ့ဖြုံနည်းတစ်မျိုးအပွားဉာဏ်နဲ့ဖြုံနည်းတစ်မျိုးအပေဉာဏ်နဲ့ဖြုံနည်းတစ်မျိုးလို့ဒါနေတိုင်းပဲပြောပြီးတယ်နော်ဒါဖြင့်အသိဉာဏ်နဲ့ပြုတ်တာကသူများတာဝန်လားဆရာသမားတာဝန်လားဒီအပွားဉာဏ်နဲ့ပြုတ်အောင်ကြိုးစားမှာကအထုတ်တဲ့ယောဂီရဲ့တာဝန်အပေဉာဏ်နဲ့ပြုတ်ဖို့ရာကဓမ္မရဲ့တာဝန်ဒါဖြင့်အလုပ်တစ်ခုအောင်မြင်ခြင်းသူ့အပိုင်းနဲ့သူဟုတ်လားတာဝန်နဲ့ပြီးမြောက်အောင်လုပ်လိုက်ရင်ကိုလိုရာပန်းတိုင်မရောက်ဘူးလားဒါဖြင့်အသိဉာဏ်နဲ့ဖြုတ်ဖို့ဆိုတော့ရထားတဲ့ခန္ဓာ5ပါးကတိကွက်မှာလားနှိကွက်မှာလားဒီပရိစ္ဆသမုပ္ပါနည်းနဲ့ကြည့်ရင်ဝိညာဏယုတ်သလကြရဏဖတ်တဝေဒနာဗိဓမာနဲ့ပြောရင်ယူဘက်ခန္ဓာဝေဒနာခန္ဓာသင်္ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာဆိုပြီးခန္ဓာ5ပါးမရှိဘူးလားရတတ်တဲ့ခန္ဓာ5ပါးသည်ဥစဉ်တို့တရားဓမ္မတွေအကြောင်းတရားလားအကျိုးတရားလားဘာသစ္စာဒါဖြင့်အကျိုးတရားဒုက္ခသစ္စာဆိုအကြောင်းကကျေစုမပြုဘဲနဲ့ပေါ်လာတာလားအကြောင်းတရားကကျေစုပြုလို့ပေါ်တာလားဒါဖြင့်အကြောင်းတရားကပုဂ္ဂိုလ်ကတည်တောင်တာလားဓမ္မကတည်တောင်ရမှာဒါဖြင့်ရတဲ့အကျိုးတရားကဓမ္မဖြစ်ရင်ပြုလုပ်တဲ့အကြောင်းတရားကလည်းဓမ္မပဲဖြစ်ရတဲ့အကျိုးတရားကပုဂ္ဂိုလ်ဖြစ်ရင်တော့ပြုလုပ်တဲ့အကြောင်းကလည်းပုဂ္ဂိုလ်ပဲဖြစ်ရမှာပေါ့ခုတော့ရတဲ့အကျိုးတရားတွေမှာပုဂ္ဂိုလ်ရုပ်ထဲမှာရောပုဂ္ဂိုလ်တ attva ရှိရလားဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာထဲမှာရောပုဂ္ဂိုလ်တ attva ရှိသလားဒီရုပ်ကလည်းတခြားလားဖောက်ပြန်တဲ့သဘောလားဝေဒနာကတခြားလားခံစားတဲ့သဘောလားသင်ညာကတခြားလားမှတ်သားတဲ့သဘောလားသင်္ခါရကတခြားလားပြုပြင်တဲ့သဘောလားဝိညာဏကတခြားလားသိတတ်တဲ့သဘောလားဒီဒါကြောင့်ခန္ဓာ5ပါးကိုမြန်မာလူရှင်းအောင်ပြောတော့ဖောက်ပြန်ခံစားမှတ်သားပြုပြင်သိဝိညာဉ်ငါအင်ခန္ဓာမှာဖောက်ပြန်တာဘာခန္ဓာလဲခံစားတာကမှတ်သားတာကပြုပြင်တာကသိတာကအပြန်လာအဲ့ဒီလူသဘောပေါက်ပြီးရှင်းတော့ဩကို့မှာရှိနေတာအပြောကတော့ဖြင့်ယောက်ျားမိန်းမလူနာပြမပုဂ္ဂိုလ်တ attva ရှိတယ်ဆို냐တော့လေဒီတကယ်တမ်းပရမတ္တသစ္စာအနေနဲ့ကြည့်လိုက်တော့ခန္ဓာ5ပါးမှာတပါရှိရလားဒီဒါဖြင့်ရတတ်တဲ့ခန္ဓာ5ပါးကအကျိုးတရားဆိုတော့တည်တောင်နဲ့အကြောင်းတရားသည်ပုဂ္ဂိုလ်ကတည်တောင်မှာလားဓမ္မကတည်တောင်ရမှာဒီဓမ္မကတည်တောင်ရမှာနော်ဒါကြောင့်လူနာပြမတ attva တို့ဟုတ်လားဖန်ဆင်းလို့ဖြစ်လာတာမဟုတ်ပါဘူးတဲ့သူအကြောင်းတမကကျေစုပြုလို့သူအကျိုးဓမ္မကဖြစ်ပေါ်ရတယ်ဆိုတော့ gain
ခုပြစ္ဆုတ်ပံရထားတဲ့အကျိုးခန္ဓာ၅ပါးဒုက္ခသစ္စာကိုကြိုက်ပြုလုပ်လိုက်တဲ့အကြောင်းတရားကြည့်လိုက်တော့တခြားလားအဝိဇ္ဇာသင်္ခါရလားဒါကတကိုက်တခြားလားအတိတ်အကြောင်းတလွာလားသစ္စာနဲ့ကြည့်လိုက်တော့ဘာသစ္စာလဲဒါသူ့အကွက်နဲ့သူရှင်းလိုက်တော့ဩအကြောင်းဓမ္မကြောင့်အကျိုးဓမ္မဖြစ်တယ်ဆိုတာမရှင်းဘူးလားကဲပြစ္ဆုတ်ပံမှာဥစဉ်တို့တရားဓမ္မတွေရောက်ရဘဝမှာကိုယ်ခန္ဓာပဲခင်ခင်တပါးသောခန္ဓာပဲခင်ခင်ဟောဒီခင်မှုဆိုတာတခြားလားတဏှာလားခင်မှုရှိရင်ဆွဲလန်းမှုဆိုတာတခြားလားဥပါဒံဟောဆွဲလန်းမှုရှိရင်အငြိမ့်နေတာလားအာထုတ်တာလားအာထုတ်တာတခြားလားကာမဘဝလားဒါပဲဟောဒီမှာနံပါတ်3ကွက်ကဘာအလွှာလေသစ္စာနဲ့ဝိပါနောဒါဖြင့်ဒုက္ခသစ္စာတွေကနေပြီးတော့သမုဒယသစ္စာဆိုတဏှာဥပါဒံကံပြစ္ဆုတ်ပံအကြောင်းတလွာမပေါ်ဘူးလားပြစ္ဆုတ်ပံအကြောင်းတလွာရှိရင်အနာကအကျိုးတလွာဆိုတာမပေါ်ဘူးလားဟောအနာကအကျိုးတလွာကကဲဇာတိဆိုတာတခြားလားခန္ဓာ၅ပါးရတာဇာတိရရင်ဇရာဆိုတာနဲ့ကမကြွရဘူးလားမရဏနဲ့ကမကြုံရဘူးလားအဲ့ဒါကြောင့်ဇာတိဇရာမရဏဒီသစ္စာနဲ့ဝိပါနောဘာသစ္စာလဲဒါဖြင့်အတိတ်အကြောင်းအဝိဇ္ဇာခေါင်းဆောင်လို့ပြစ္ဆုတ်ပံအကျိုးခန္ဓာဒုက္ခသစ္စာပေါ်ပေါက်ပြီးတော့ပြစ္ဆုတ်ပံမှာတဏှာကိုမနိုင်လို့တဏှာလက်ခံပြီးတဲ့အတွက်အနာကဇာတိဆိုတဲ့ခန္ဓာပြမရဘူးလားဒါဖြင့်ခန္ဓာတည်တောင်နာသည်တရားပြမဘုရားလာဖန်ဆင်းတာလားအဝိဇ္ဇာတဏှာကြောင့်ဖြစ်ရတာလားဒါဖြင့်မူလနှစ်ဖြာဆိုတဲ့ရေတောက်မြေအဝိဇ္ဇာတဏှာကြောင့်ခန္ဓာဖြစ်တယ်လို့အကြောင်းဓမ္မဘောမှာဉာဏ်ရှိရင်တရားသေးတာလားတန်တရားဝိသိကိစ္စသေးတာဖြစ်ပေါ်တဲ့အကျိုးခန္ဓာထဲမှာပုဂ္ဂိုလ်တ attva စိတ်သုံးတဲ့သဘောကိုဉာဏ်နဲ့ဆုံးဖြတ်နိုင်တရားသေးတာလားသက်ကာယဒိဋ္ဌိသေးတာလားပြုလုပ်တဲ့အကြောင်းအဝိဇ္ဇာဓမ္မတဏှာဓမ္မသည်အကျိုးပြီးခန္ဓာတွေကိုအထေသဘောနဲ့လိုက်ကြလားဒီအကျိုးပြီးခန္ဓာတွေကိုဓမ္မဟုတ်လားအထေသဘောနဲ့မလိုက်တာသိရင်တခြားဒိဋ္ဌိစင်နာလားသတ္တရဒိဋ္ဌိစင်နာလားဒီပြုလုပ်တဲ့အကြောင်းဓမ္မနဲ့ရရှိတဲ့အကျိုးဓမ္မနဲ့အကြောင်းအကျိုးကင်းရဲ့လားဒီအကြောင်းတတ္တိသဘောကင်းရဲ့လားဒီလိုအကြောင်းတတ္တိသဘောမကင်းတော့လေဥစဉ်တို့တရားဓမ္မတွေတခြားဒိဋ္ဌိစင်နာလားဥစ္စေဒဒိဋ္ဌိစင်နာလားဒါမူလနှစ်ဖြာနဲ့ဒိဋ္ဌိနဲ့ဝိသိကိစ္စကိုအသိဉာဏ်နဲ့ရှင်းအောင်ကျေစုပြုတာလို့ဆုံးဖြတ်ဟုတ်တယ်မို့လားခုပြစ္ဆုတ်ပေါင်းရတဲ့အကျိုးဟာဥစဉ်တို့တရားဓမ္မတွေပုဂ္ဂိုလ်လားဓမ္မလားဒါဖြင့်သူပြစ္ဆုတ်ပံအကျိုးတရားဆိုတဲ့ကောကအတိတ်အကြောင်းမရှိဘဲနဲ့ပေါ်တာလားအတိတ်အကြောင်းကြောင့်ပေါ်ရတာအတိတ်အကြောင်းကတရားပြမာလားအဝိဇ္ဇာလားဒါဖြင့်အတိတ်အကြောင်းကောင်းဆောင်အဝိဇ္ဇာကြောင့်ပြစ္ဆုတ်ပံအကျိုးခန္ဓာပေါ်တာပဲပြစ္ဆုတ်ပံတဏှာကိုလက်ခံပြီးရင်အနာကဇာတိဆိုတဲ့ခန္ဓာမရဘူးလားရမှာအဝိဇ္ဇာသည်တခြားလားသမုဒယသစ္စာလားရတဲ့အကျိုးပြီးခန္ဓာသည်တခြားလားဒုက္ခသစ္စာတဏှာမူလသည်တခြားလားသမုဒယသစ္စာလားဟိုအကျိုးပေးလို့ပေါ်တဲ့ဇာတိခန္ဓာသည်တခြားလားဒုက္ခသစ္စာလားဒါဖြင့်ဒုက္ခပေးလေသည်မြသူများကပေးတာလားသမုဒယသစ္စာကပေးတာလားဒါဖြင့်သမုဒယသစ္စာအကြောင်းပေါ်မှာဉာဏ်ရှင်းရင်တခြားသေးတာလားတန်တရားဝိသိကိစ္စသေးတာအကျိုးဒုက္ခသစ္စာထဲမှာပုဂ္ဂိုလ်တ attva စိတ်သုံးတဲ့သဘောကိုဉာဏ်နဲ့ဆုံးဖြတ်နိုင်တခြားသေးတာလားသက်ကာယဒိဋ္ဌိသေးတာပြုလုပ်တဲ့အကြောင်းသမုဒယသစ္စာသည်ရရှိတဲ့အကျိုးဒုက္ခသစ္စာတွေကိုအထေသဘောနဲ့လိုက်ကြလားဒီလိုမလိုက်တာသေးတော့ဘယ်ဒိဋ္ဌိစင်ဟုတ်ပြီအကြောင်းသမုဒယသစ္စာနဲ့အကျိုးဒုက္ခသစ္စာသည်အကြောင်းအကျိုးတတ္တိသဘောကင်းရလားဒီလိုမကင်းတာသေးတော့ဘယ်ဒိဋ္ဌိစင်ဟောဒါဖြင့်သစ္စာနဲ့ကြည့်လိုက်တော့လေဥစဉ်တို့တရားဓမ္မတွေငါလုတာကိုပါရလားသူလုတာကိုရှိရလားဒီငါလုလို့ငါခံရတယ်ဆိုရင်သတ္တရဒိဋ္ဌိကိုသူလုလို့ငါခံရတယ်ဆိုရင်လည်းဥစ္စေဒဒိဋ္ဌိကိုအဲ့ဒီတော့ဥစဉ်တို့တရားဓမ္မတွေသူအကြောင်းဓမ္မကြောင့်သူအကျိုးဓမ္မဖြစ်တယ်ဆိုတဲ့ပရိစ္ဆသမုပ္ပါအကြောင်းကျိုးဆက်ပုံဉာဏ်နဲ့ရှင်းရင်ဒိဋ္ဌိနဲ့ဝိသိကိစ္စအသိဉာဏ်နဲ့သိမသိခိုင်းဒါဖြင့်ဒီလိုသိတော့ဘိုးရှင်းတဲ့ရှင်းအောင်ကျေးဇူးပြုရမယ်ဆိုတော့ခိုင်းသာသနာတွင်သားမှာဥစဉ်တို့တရားဓမ္မတွေနှဉဏ်ရှိရဗါတဲ့ဗျာအေးသာနာတွင်ရောက်နေတဲ့ပုဂ္ဂိုလ်ကနှဉဏ်ရှိမှသာနာတွင်ရောက်တယ်လို့ယူရမယ်အပြောရောက်မှုပဲနဲ့ဉာဏ်ရောက်အောင်ပေါ့ဗျာအပြောရောက်ကတော့ခုဥစဉ်တို့တရားဓမ္မတွေမရောက်ဘူးလားရောက်ပြီ
သာနာ2500ကြော်လေးရှိသေးတော့ကျုပ်တို့သာနာတွင်လာကျုံတယ်ဆိုတော့ကျုံတယ်သာနာတွင်အသိဉာဏ်ကိန်းတာမကိန်းတာကိုတော့ကိုယ်တိုင်ဝေဖန်ကြစုနော်။ဂိုင်းသာနာတွင်ရောက်တဲ့ပုဂ္ဂိုလ်ကဉာဏ်နဲ့ဉာဏ်ကိန်းရမယ်ဆိုတော့နံပါတ်1ကာမတက္ကတဉာဏ်ကာမတက္ကတဉာဏ်ဆိုတာကောင်းတာပြည့်ရင်ကောင်းကျိုးရတယ်မကောင်းတာပြည့်ရင်မကောင်းကျိုးရတယ်။ဟောကံနဲ့အကျိုးပြီးယုံကြည်တဲ့ဉာဏ်ကိုကာမတက္ကတဉာဏ်လို့မခေါ်ဘူးလား။ဒီနံပါတ်2ကသစ္စာအနုလောမိကဉာဏ်သစ္စာဆိုတဲ့တရားနဲ့လျော်အောင်သိတဲ့ဉာဏ်ကိုသစ္စာအနုလောမိကဉာဏ်လို့မခေါ်ဘူးလား။ဒီဉာဏ်ရတာမရတာကိုဦးဇင်းကရှေ့ကလမ်းကြောင်းပြင်မယ်ကိုယ့်ဟာကိုယ်ဦးဇင်းတို့တရားဓမ္မတွေဝေဖန်ပြီးတော့ကိုယ်ဆုံးဖြတ်နိုင်အောင်ကျေးဇူးပြုလိမ့်မယ်နော်။ခိုင်းခင်ဗျားတို့ယူထားတဲ့အတိတ်ကကောင်းလို့ရဲပြောအတိတ်ကကောင်းလို့အခုကောင်းမှဒါကာမတက္ကတဉာဏ်နဲ့ပြောတာကာမတက္ကတဉာဏ်နဲ့ပြောတာအတိတ်ကကောင်းလို့ခုကောင်းတယ်ခုကောင်းမှနောင်ကောင်းမယ်ဆိုတာကကံနဲ့အကျိုးပေးယုံကြည်တဲ့ကာမတက္ကတဉာဏ်နဲ့ပြောတာဒီတော့သစ္စာနဲ့လျော်တဲ့ဉာဏ်နဲ့ကြည့်လိုက်တော့အတိတ်ကကောင်းတာဘာသစ္စာခုကောင်းတယ်လို့ပြောတာကနောင်ကောင်းအောင်လုပ်တာကနောင်ကောင်းတယ်လို့ယူတာကဒါဖြင့်သမုဒယသစ္စာကိုကောင်းကြောင်းလို့ပြောတယ်ကဒုက္ခသစ္စာကောင်းကျိုးရတယ်ဆိုရင်ကဲသမုဒယဒုက္ခချုပ်တဲ့နိဗ္ဗာန်ဆိုတဲ့နိရောဓသစ္စာရဲ့သမုဒယဒုက္ခချုပ်ကြောင်းအကျင့်ဖြစ်တဲ့မေဃသစ္စာရဲ့ပေါ်ပါဒါဖြင့်ကံနဲ့ကျူးပြီးယုံကြည်ယုံနဲ့တော့ဒုက္ခခတ်သိမ်းချုပ်ငိမ့်တဲ့နေရာရောက်ပါနာယတုတိတော့ရောက်တယ်နာယတုတိတော့ရောက်တယ်နော်ဗြဟ္မာပြည်တိုင်အောင်မရောက်ဘူးလားရောက်မလားဒုက္ခခတ်သိမ်းချုပ်ငိမ့်တဲ့နိဗ္ဗာန်နော်ဒါဖြင့်နိဗ္ဗာန်ဟာကံကျူးပြီးလားတဲ့သစ္စာနဲ့လျော်တဲ့ဉာဏ်ရမှပြောလားမျက်မှောက်ပြုရမှာလားဒါဖြင့်ခင်ဗျားတို့ကံကောင်းတာနဲ့ကံပြတ်တာရိုးရိုးပြောဘယ်ရင်ကြိုက်ကံကောင်းတာကြိုက်ရင်တော့အဝိုင်းပြီးမှာအဝိုင်းပြီးမှာပေါ့အတိတ်ကကောင်းလို့ခုကောင်းတယ်ခုကောင်းမှနောင်ကောင်းမယ်ဆိုတော့အဝိုင်းကြီးပြေးမှာအတိတ်ကကောင်းတာကဘာသစ္စာခုကောင်းတယ်လို့ယူတာနောင်ကောင်းအောင်လုပ်တာနောင်ကောင်းတယ်လို့ယူတာဂိုင်းအဝိုင်းပြေးရတာမမောသေးဘူးလားမမောပါဘူးကံကောင်းမျောနေရတယ်ဟမ်ဥကံဟုတ်လားကောင်းမကောင်းတော့ဒီထိုးစမ်းကြည့်နေတာပေါက်တဲ့လူပေါက်မှာပေါ့ဗျာသူကဏ္ဍနဲ့တိုင်ရင်မပေါက်ဘူးလားပေါက်ဒီထိုးတဲ့ကောသမုဒိယနဲ့ထိုးတာငါရတော့ခင်ဗျားတို့ဗာသစ္စာရမယ်အဲ့ဒါ900ပေါက်တာနဲ့3သိန်းပေါက်တာဘယ်ရင်ကြိုင်ဒါပြန်အထုပ်ကြီးပြည့်လို့သေးတာနဲ့သေးပြည့်လို့စိတ်ကူရတာနဲ့ဘယ်ရင်ကြိုင်ခင်ဗျားတို့မေးမကောင်းမဖြေတော့ဘူးခင်ဗျားတို့အကြိုက်နဲ့ဒီကပြောရတာတော်တော်ခက်နေတာဟမ်ကံရှိမရှိကိုကံနဲ့ကိုမယုံလို့မင်းနဲ့ကနဲ့စက်ရအောင်ဆိုပါကွာမလားမင်းနဲ့ကလည်းကံစပ်ပြီးထိုးလိုက်ကြအောင်ဆိုတာလည်းမလားဘူးလားဒါပြန်ခင်ဗျားတို့ကံတော့မမျောဘူးလားမျောတယ်မောဇ္ဇတမျက်လုံးမြင်ကိုပြစ္ဆုတ်ပါမှာသူကဘောဂတမ္ပတ္တိဘောဂတမ္ပတ္တိစီစဉ်ဥစ္စာယတနာရွှေငွေချွေရန်သင်ပင်ပြည့်စုံတာဒီတခြားလားကံနဲ့အကျိုးပေးလားဘုပြစ္ဆုတ်ပါမှာစီစဉ်ဥစ္စာယတနာရွှေငွေကြောက်တံပရမပြည့်စုံနေတာဒီဒါဥစဉ်တို့တရားဓမ္မတွေကံကျိုးပေးနော်ကံတယောက်နဲ့တယောက်ကံကျိုးပေးခြင်းတူရလားကိုယ်တဲ့သားတဲ့ပုဂ္ဂိုလ်ကမရှိဘူးလားကိုယ်နဲ့တန်းတူပုဂ္ဂိုလ်ရောကိုယ်တဲ့နှိမ့်ကြတဲ့ပုဂ္ဂိုလ်ရောကိုယ်ရန်လုပ်တဲ့ပုဂ္ဂိုလ်လောကထဲမှာဒါပဲရှိရမှာဟုတ်လားကံနဲ့အကျိုးပေးနေတဲ့မှာသာတဲ့ပုဂ္ဂိုလ်လည်းရှိမယ်တန်းတူပုဂ္ဂိုလ်လည်းရှိမယ်နှိမ့်ကြတဲ့ပုဂ္ဂိုလ်လည်းရှိမယ်ရန်လုပ်တဲ့ပုဂ္ဂိုလ်လည်းရှိမယ်ကံနဲ့အကျိုးပေးယုံကြည်ရင်ကျင့်ဝတ်ကလေးကကိုယ်တဲ့သာတဲ့ပုဂ္ဂိုလ်ကိုမုဒ္ဒိတာဝင်းမြောက်သူအကျိုးပေးကတို့တဲ့သာပြီးတကူကံကျိုးပေးကမရှင်နိုင်ဘူးဟာသူအကျိုးပေးကတဲစင်ကြယ်တယ်မုဒိတာဝင်းမြောက်ကိုနဲ့တန်းတူပုဂ္ဂိုလ်ကိုမေတ္တာမပြည့်ရဘူးပြန်ရမလားဆိုင်ရမလားဒီလိုမလုပ်ဘဲနဲ့မေတ္တာမပြည့်ဘူးကိုတဲ့နှိမ့်ကြတဲ့ပုဂ္ဂိုလ်ကြတော့ကရုဏာတဏှာယ
ကိုရံလုပ်တဲ့ပုဂ္ဂိုလ်ကြတော့ဥပိ္ပခာထားခင်ဗျားတို့ဒီကျင့်ဝတ်နဲ့ပြည့်စုံရလားကံနဲ့ကျိုးပြီးယုံကြည်ဒီကျင့်ဝတ်ပြည့်စုံရမယ်ဗြဟ္မစုတရားလေမေတ္တာကရုဏာမုဒိတာဥပိ္ပခာဒါဗြဟ္မစုတရားသိုးပြေးလာရင်လောကကြီးตายရတယ်နေထိုင်ရေးစားရေးသောက်ရေးသွားရေးလာရေးမှစအကုန်လုံးအေးချမ်းတဲ့သဘောရှိဒီဗြဟ္မစု6လာလို့ရှိရင်အကုန်အခက်ကြုံကြလိမ့်မယ်။မောင်းဆိုတော့ကိုယ်ရဲ့သားတဲ့ပုဂ္ဂိုလ်လည်းလောကလည်းရှိမရှိ။ကိုယ်နဲ့တန်းတူပုဂ္ဂိုလ်ကမရှိဘူးလား။ကိုယ်ရဲ့နှိမ့်ကြတဲ့ပုဂ္ဂိုလ်ကိုယ်ရံလို့တဲ့ပုဂ္ဂိုလ်အဲ့ဒါကိုကိုင်ခုဘုရားဟောတဲ့အတိုင်းတို့ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးဆုံးမထားတဲ့အတိုင်းကိုယ်ရဲ့သားတဲ့ပုဂ္ဂိုလ်တွေမုဒိတာဖြစ်ရ။ဟောသူကျိုးပေးကကိုကံကျိုးပေးကပြန်လို့မရဘူး။ဉာဏ်ဝရိယကတော့ပြန်လို့ရတယ်နော်။ကံကျိုးပေးကြတော့ပြန်လို့မရဘူးဦးဇင်းတို့လူကြီးကကံရယ်ဉာဏ်ရယ်ဝရိယနတ်ပြည်ကြတော့ကံဘုတ်ဗြဟ္မာပြည်ကြတော့ဇံဘုတ်ဒါလူကြီးကကံတက်တက်ကြီးယုံပြီးကံယုံစုပုံနဲ့တက်စုမှာပေါ့ဉာဏ်ဝရိယတော့ပါတယ်အထောက်ပံ့အကူကြီးမပါဘူးလားပါလားသို့တော့ပြဋ္ဌာန်းတာကကံကပြဋ္ဌာန်းတယ်ဉာဏ်ဝရိယကတော့ဘ ᱹ ဖြစ်ပြိုင်မယ်ဆိုရင်သူ့ရဲ့ဝရိယသာအောင်လုပ်မယ်ဆိုလဲရတယ်သူ့ရဲ့ဉာဏ်ကွန့်မယ်ဆိုရင်လည်းဖြစ်တယ်ကံကြတော့ဒါအတိတ်ကကံကတော့ဘယ်လိုမှမတတ်နိုင်အဲဒီတော့ဦးဇင်းတို့တရားဓမ္မတွေကိုယ့်ရဲ့သားတဲ့ပုဂ္ဂိုလ်တွေ့ရင်မုဒိတာဝင်းမြောက်ပါဩသူအကျိုးပေးကတို့တဲ့သားပရိသတ်ကိုဟုတ်လားကိုယ်နဲ့တန်းတူပုဂ္ဂိုလ်ပြန်ရမလားဆိုင်ရမလားလို့ရံမလုပ်ပါနဲ့မေတ္တာမပြတ်ပါစေနဲ့ကိုယ်ရဲ့နှိမ့်ကြတဲ့ပုဂ္ဂိုလ်ကြတော့ကရုဏာထားဟောဒီလိုကောင်းမျိုးဒီလိုဖြစ်တာကောင်းတယ်ဒီလိုမလုပ်လိုက်ပါနဲ့ကိုယ်ရံလုပ်တဲ့ပုဂ္ဂိုလ်ကြတော့ဥပိ္ပခာထားပါမေတ္တာပို့နိုင်ရင်ပို့မပို့နိုင်ရင်ဥပိ္ပခာထားပါရံရချင်းတုံနှင်းလို့ပြောတော့အေးချမ်းတယ်လို့ရှိဒါဖြင့်လူလောကကြီးตายရခြင်းဒီဗြဟ္မစုတရားကိန်းအောင်ကြိုးစားဗြဟ္မစု6ရေဦးဇင်းတို့တရားဓမ္မတွေလောကကြီးကအမတန်အခက်ကြုံတတ်တယ်ဒီမေတ္တာကရုဏာမုဒိတာဥပိ္ပခာဆိုတဲ့တရားတွေဒါကျင့်ဝတ်ကံနဲ့အကျိုးပြီးတော့ယုံကြည်တယ်ဒီဗြဟ္မစုကိန်းအောင်တော့မကျင့်ဘူးဆိုရင်ကိုင်ခင်ဗျားတို့ကံနဲ့အကျိုးပြီးယုံကြည်တဲ့သဘောရှိသေးရဲ့လားကံနဲ့အကျိုးပြီးမယုံကြည်ရင်နိယတမိစ္ဆာဒိဋ္ဌိ3မျိုးတစ်မျိုးမျိုးဝင်လာနိယတမိစ္ဆာဒိဋ္ဌိဆိုတာအကြောင်းပယ်တဲ့ဒိဋ္ဌိဟောအကျိုးပယ်တဲ့ဒိဋ္ဌိအကြောင်းရောအကျိုးရော2မျိုးစလုံးပယ်တဲ့ဒိဋ္ဌိအကြောင်းပယ်တဲ့ဒိဋ္ဌိကိုပါဠိတော်လိုပြောတော့အဟိတုကဒိဋ္ဌိအကျိုးပယ်တာကိုနတ္ထိကဒိဋ္ဌိအကြောင်းရောအကျိုးရော2မျိုးစလုံးပယ်တာကိုအကရိယဒိဋ္ဌိဒီနိယတမိစ္ဆာဒိဋ္ဌိ3မျိုးတစ်မျိုးမျိုးရှိရင်တန်တရားသိင္ကိုဘယ်ဘုရားပွင့်ခလုတ်တာတိုက်သွားမယ်သူကြိုရည်လူရည်မရှိဘူး။ကံနဲ့အကျိုးပေးဟာဦးဇင်းတို့တရားဓမ္မတွေမယုံကြည်လိုက်ရင်တခါတည်းကိုပဲအကြောင်းပယ်လိုက်လို့ရှိရင်လည်းအဟိတုကဒိဋ္ဌိရတဲ့အကျိုးပေးပယ်လိုက်လို့ရှိရင်လည်းနတ္ထိကဒိဋ္ဌိအကြောင်းအကျိုး2မျိုးစလုံးပယ်လိုက်ရင်အကရိယဒိဋ္ဌိဒီဒိဋ္ဌိ3မျိုးတည်းက1မျိုးမျိုးရှိရင်ဒါနိယတမိစ္ဆာဒိဋ္ဌိဖြစ်တဲ့အတွက်မေတ္တာတဲ့အတွက်ဘယ်ဘုရားနဲ့တွေ့တန်တရားသင်္ကုတ်ဖြစ်နေကြံခဲ့မယ်ဒါဖြင့်ကံနဲ့အကျိုးပေးရတခြားလားကျင့်ဝတ်လားကျင့်ဝတ်မပြည့်စုံနေကံနဲ့အကျိုးပေးတော့ခင်ဗျားတို့ယုံပါတယ်ယုံနေမို့လားဘယ်ပုဂ္ဂိုလ်ကမှားတယ်ဘယ်ပုဂ္ဂိုလ်ကစတယ်ဆိုတာယုံစရာရှိရလားဒါဖြင့်ကံနဲ့အကျိုးပေးယုံကြည်ရင်ကိုယ်ွယ်မှုမှာယရဏ3ပါးပဲရှိရယရဏ3ပါးပဲရှိရမယ်ကံနဲ့အကျိုးပေးယုံကြည်တဲ့ပုဂ္ဂိုလ်ဟာကာမတက္ကတညာကောင်းကောင်းရတဲ့ပုဂ္ဂိုလ်ဟာဘုရားတရားသံဃာပဲရှိတယ်ကျန်နာတွေကကူးကွယ်စရာမရှိဘူးအကူးစရာမရှိဘူးစဉ်းစားပါခုခင်ဗျားတို့ကအိမ်မော်လဲဘုရားလည်းပင့်တာတယ်ဘုရားရှင်နဲ့ပန်းနဲ့စီမိနဲ့ရည်ချမ်းနဲ့ဒီပြင်ဥစ္စာတွေရောအပူလေးတွေရောမရှိကြဘူးဟမ်နောက်ကဒကမာကြီးတွေရှိသလားမရှိဘူးလားဟောရှိတယ်ရှိရင်ခဏပယ်ထားလိုက်ဒါပဲပြောရမယ်ဟုတ်လားခင်ဗျားတို့ဗလိနတ်စာသဘောမျိုးနဲ့တော့တင်တာပေါ့ပတာပေါ့တတာပေါ့ဟုတ်လားသို့တော့တရဏမထိုက်တဲ့အတွက်သူတို့ကိုမကိုးကွယ်တိုက်ဘူးအပေါင်းအသင်းတော့လှုပ်ထိုက်တယ်ကိုးတော့မကိုးကွယ်တိုက်ကိုးကွယ်တိုက်တာကဗုဒ္ဓံတရဏံဓမ္မံတရဏံသံဃံတရဏံသာလဲတရဏံထိုက်တာသာကိုးကွယ်တိုက်တယ်ဒီဝါတရဏံလည်းမရှိ
ဘိဓကသုံးပုံထဲမှာပြောတာနော်ခမများတို့ရှိတာမရှိတာတော့ကြုံမသိဘူးပေါ့ဗျာအဘိညာမမရပဲဟုတ်လားစာပေထဲမှာတော့ဒေဝတရဏလည်းမရှိဝိဇ္ဇာတရဏလည်းမရှိဒီနားလည်းဝိဇ္ဇာနဲ့လည်းနီးတယ်ဘုရားတရားသံဃာမှာတပါဟမ်ကိုးကွယ်စရာစိကစရာအာကုစရာပုံအောင်စရာလဲလျောင်းစရာရှိရလားဟေးခမများတို့ကျန်တာတွေကဗလိနတ်စာသဘောမျိုးနဲ့အပေါင်းအသင်းလုပ်တဲ့သဘောမျိုးနဲ့တော့လို့ဟုတ်လားမလုပ်လည်းဘာမှမရှိဘူးခင်ဗျားတို့ဥပါဒံကြောင့်ဥပါဒံဖြစ်တာဥပါဒံကြောင့်ဘာလို့ဥပါဒံဖြစ်တာခင်ဗျားတို့ညအကြောင်းမသိလို့မောင်သွားလို့ရှိရင်မြက်ကလေးရှာလို့ရှိရင်သွေးထွက်လာဟာပိုးထီတယ်ဆိုရင်ခဲသွားပြီဟာမဟုတ်ဘူးပိုးမှမဟုတ်ပဲနဲ့မျက်ရှာတာပါလို့ဆရာကပြောလိုက်တော့ဟောငုတ်တုတ်ထားထိုင်တာဟာဥပါဒံကြောင့်ဥပါဒံဖြစ်တာရှင်းရောရှင်းရလားများတို့ဥပါဒံနေလဲတော်တော်များတယ်ဥပါဒံချုပ်မှဘာချုပ်မှာတော့ကံချုပ်မှဘာချုပ်မလို့ခင်ဗျားတို့ဒါဖြင့်ဒုက္ခသိဉ္ဇဉ်တယ်ဆိုရင်ဥပါဒံချုပ်အောင်လုပ်ရမှာပေါ့ခုတော့ခင်ဗျားတို့ကဒုက္ခလည်းသိဉ္ဇဉ်တယ်ပြောတယ်ဥပါဒံနေစွဲလိုက်တာမပြောနဲ့တရားထိုင်တာတောင်မှဟောသူ့ကြီးမြင်နေတယ်သူ့လည်းမတွေးဘဲနဲ့သူ့ကြီးမြင်နေတယ်အမတချို့ကဒီမှာမဟုတ်ပါဘူးရန်ကုန်မှာဖြစ်တာပြောတာဟုတ်လားမနဲ့သူမစွဲလာမဲ့နဲ့ဒီအာယုံပေါ်မှာသွားမရောက်ဘဲနဲ့ဒီသူ့ကြီးမြင်လို့ရပါမသူ့အကြောင်းလည်းမတွေးဘဲနဲ့သူ့ကြီးမြင်နေတယ်သူစွဲလာတာတော့သူမဖို့ဘာဖြစ်မှလည်းမသိပါဘူးတဲ့ခါတိုင်းဒီလိုမဟုတ်ပါဘူးခုတခါလာတာဘယ်နဲ့ထိုင်လိုက်ဆိုသူ့ကြီးမြင်နေတာအောင်မလားဘူးလားလာလားငါတို့ဒီတဲ့သူ့ကြီးမြင်တဲ့လူတွေရှိကောင်းရှိမယ်နော်ဒကာကြီးတွေဘက်ကရှိသလားဒါရဲ့ဒကာကြီးတွေဘက်ကမရှိဘူးဆိုရင်တော့ဒကမကြီးတွေဘက်ကရှိကောင်းရှိမလားမပြောတာဘူးအမေတေဟုတ်ပါလားဒီဒကာတော့အပြတ်လာပေါ့ဗျာဟုတ်လားကိုကတော့အပြတ်သားဆိုရင်ကိုနဲ့နိစ္စတဲ့ပုဂ္ဂိုလ်လာရမသိကြအောင်မမြင်ကြအောင်နားဆောင်းနေကိုကမလာသေးဘူးကိုကအပေါက်ထွက်မျောနေတော့မကြိုက်ဘူးရှင်းကိုရှင်းရလားဟောမလီဒီကျပါဇက်ကတော့မရှိဘူးပြောတာဒီချိန်သူလာနေကြပါခဏခုတည်းဒီဘာလို့မလာသေးဟုတ်မဟိုရန်ကုန်မှာမင်းဘူးမဟုတ်ပါဘူးမင်းဘူးတော့ဒီဘုန်းကြီးကတက်ကြည့်တာမဟုတ်ပဲရန်ကုန်ကြတော့အပေါ်ကနေပြီးတော့ရိတ်တာပေါ်ကနေစီးကြည့်လိုက်ဘ누구လာတယ်ဘ누구မလာဘူးဆိုတာသိတာအပေါက်ကနေကြည့်လိုက်ပေါင်းဒီတလန်းတည်းကဝင်လာတော့ဒီအပေါက်ကြည့်နေတာပဲဒီကဘုန်းကြီးကဟောလာပြီသူနိစ္စပုဂ္ဂိုလ်လာပြီသူမျောသလားမမျောသလားဒီဘက်ကြည့်လိုက်ဟာအကြိုက်ပဲအန်းကိုကြာနေတာဟမ်ရှင်းရှင်းရလားဘူးလည်းဒီကတပေါက်သေးပြီဝင်တာဟိုဘက်ပေါက်နဲ့ဒီဘက်ပေါက်နှစ်ပေါက်တစ်ပေါက်ပေါက်ခါတိုင်းဒီကောင်အချိန်မှမလာဘူးတော်တော်အချိန်မှအောင်လာတယ်သူဥပါဒံရှိသလားမရှိဘူးလားဆိုတာသူ့နောက်ကမရောက်မလဲတာလိုက်ကြည့်ဟိုကမျောတဲ့လူနဲ့သူနဲ့သွားတွေ့တာမတွေ့ဘူးလားတွေ့ဒါရင်ခင်ဗျားတို့ကတော့ဥပါဒံစွဲလမ်းမှုမရှိပဲနေရတာနဲ့ဥပါဒံနဲ့နေရတာနဲ့ဘယ်နေရာပြောဟမ်ဥပါဒံနဲ့နေရတာပြောရင်တော့ဇာတိသေချာပေါက်ရမှာဇာတိဘာသစ္စာတို့ကံနဲ့အကျိုးပေးရတော့ဥစဉ်တို့တရားဓမ္မတွေသူကိုယ်တိုင်ကိုယ်ကသမုဒယသစ္စာဖြစ်ရတော့လေခင်ဗျားတို့အကျိုးပေးရတော့လေဒုက္ခသစ္စာပဲရအဲ့တော့ကံနဲ့အကျိုးပေးလောက်နေသမုဒယသစ္စာပါဒပကိစ္စနဲ့ပင်နိုင်မှုဒုက္ခသစ္စာပရိညေယနဲ့ပိုင်းခြားနိုင်မှုဥစဉ်တို့တရားဓမ္မတွေစဉ်းစားကြည့်ဖြစ်နိုင်စရာအကြောင်းရှိရမရှိဘူးဗျအဲ့ဒါကြောင့်ကံနဲ့အကျိုးပေးတော့ယုံတော့ယုံကြည်ရမယုံကြည်လို့တော့မဖြစ်ဘူးသို့တော့သူအကျိုးပေးမตายရနဲ့ရတာတဲ့အကျိုးပေးကဘာသစ္စာမตายရဘူးဆိုတာသစ္စာနဲ့လျော်တဲ့ဉာဏ်ရမှာသူအကျိုးပေးကိုမตายရမှာဒုက္ခကဆင်းရဲတာသစ္စာကအမှန်သူအကျိုးပေးကဖြင့်ဆင်းရဲတာအမှန်သာရှိချမ်းသာတာမရှိဘူးဆိုတော့ခင်ဗျားတို့ချမ်းသာတဲ့ထင်ကလေးကဘယ်သူကလိန်တာဟောတဏှာသမုဒယသစ္စာကမလိန်ဘူးလားလိန်ဒါပြင်မဲ့ကလိန်တာနဲ့ကိုယ်ဝင်းတွေကလိန်တာနဲ့ဘယ်နဲ့ကကြောက်စရာကောင်းဒါအခုခင်ဗျားတို့ဒီဓမ္မယုံနဲ့ပြောတဲ့အသံနော်ပြင်မဲ့ကြတော့ဟမ်ကိုယ်ဝင်းတွေကလိန်တာနဲ့ပြင်မဲ့ကလိန်တာခင်ဗျားတို့ဟော
ဘ누구ကဘယ်လိုလုပ်တတ်တယ်ဘ누구ကဘယ်လိုကင်တတ်တယ်တယောက်နဲ့တယောက်အပေါင်းအသင်းချင်းမသတိပေးတဲ့သဘောနဲ့များမပြောဘူးလားပြောလားကိုယ်နဲ့ကလိမ့်ထားတဲ့တဏှာတို့ဒိဋ္ဌိတို့ကြတော့သိရဒါအပြင်ဘက်ကလိမ့်တာကတဘွားပဲမွဲမယ်ဟောဒီတဏှာဒိဋ္ဌိလိမ့်တာတန်တရားလုံးမွဲမယ်သိသွားတယ်ရိုးရိုးပြောအပြင်ကလိမ့်တာကြောက်တာခင်ဗျားတို့အတွင်းကဒိဋ္ဌိတဏှာလိမ့်တာကိုမသိဘူးအဲ့ဒီတော့ကာမတက္ကတညာယုံတော့ယုံကြည်ရသူကျိုးပေးမသားရဘယ်နဲ့ကြောင့်လို့ဆိုတော့ဦးဇင်းတို့တရားဓမ္မတွေသူအကြောင်းနဲ့သူအကျိုးဆိုတာကံနဲ့အကျိုးပေးဆိုတာကိုင်းစဉ်းစားကြည့်တမီဝင်းတဲ့ညီရဲ့ကိုမောင်ရဲ့နှမတယောက်ကောင်တယောက်နင်းပြီးဆင်းပြီးတော့မွေးဖွားလာတာချင်းစိတ်နေစိတ်ထားခြင်းတူရဲ့လားစိတ်နေစိတ်ထားခြင်းမတူရုပ်အစင်းကရောကိုင်းအသွင်နာတူတာတကယ်တော့ထပ်တူမဟုတ်ပါဘူးမဟုတ်ပါဘူးเนาะဒီအမိနဲ့ဒီဖာမွေးတာဒီမိနဲ့ဒီဖာကယောက်ျားလေးလည်းမွေးတယ်မိန်းကလေးလည်းမွေးတယ်ဒါပြန်မိန်းမကြီးမွေးစီယောက်ျားကြီးမွေးစီဒီလိုလုပ်လို့ရရဲ့သူကနဲ့သူကြိုးပြီးဘူးဗျတေချာစဉ်းစားတေချာစဉ်းစားစိတ်နေစိတ်ထားခြင်းလည်းမရှိမတူပညာရှိဘုံချင်းကိုတွေ့ရလားစည်းစိမ်ဥစ္စာယရဏရှိဘုံချင်းကိုအဖက်နဲ့ဒီဘေးနဲ့ဒီမေကမွေးတာတပုံစံနဲ့ဖြစ်ပါလားဆိုတော့မဖြစ်ဘူးဗျသူကံနဲ့သူကြိုးပြီးဒါကြောင့်ခမရတို့ဆောင်ဟောတဲ့တရားကြတော့လူသွားရအရေးသဘောနွားသွားရလှဲပိန်းလိုက်တယ်ကံကအမြဲစောင့်ရှောက်နေတဲ့သဘောဒါမရှိဘူးလားရှိဟေးအထေသဘောနဲ့စောင့်ရှောက်တာလားတတ္တိသဘောနဲ့စောင့်ရှောက်တာဟေးအထေသဘောနဲ့စောင့်ရှောက်တယ်လို့ယူလိုက်ရင်ဒါတတ္တရဒိဋ္ဌိဝင်လာတတ္တိသဘောနဲ့စောင့်ရှောက်တာမသိရင်လည်းဥစ္စေတာဒိဋ္ဌိဝင်လာဒါသေးသေးချာချာထူးထူးလဲလဲပြောပြပါဟုတ်လားကံနဲ့အကျိုးပေးကစဉ်းစားကြည့်ပါတဲ့ဦးဇင်းတို့တရားဓမ္မတွေကဲဦးဇင်းတို့ဘုရားလက်ထက်ကကဲဘောဓကဆိုတာမရှိဘူးလားဘောဓကတတိကြီးကသူ့သားရင်မရှိတော့သားမမွေးစားဘူးလားမွေးစားပြီးတော့သားရင်လည်းမွေးလာရောမွေးစားသားကိုနီးညွန့်ညွန့်တတ်တာမတတ်ဘူးလားတတ်ဒီဝိတုကြောင့်ဒီအရှိကြီးတော့မပြောပြရစီနဲ့ဒါတာရကလောက်ပြောတာပါဗရဏကတရားပေါ်မှာလူရင်းရောက်စေချင်ပါနီးမျိုးမျိုးနဲ့တတ်တာနောက်ဆုံးကြတော့သားရင်သိရရှာတယ်။ဘာလို့ဆိုတော့ဟုတ်လားဝိဇာသားကိုဒီသူ့လာလို့ရှိရင်ဟုတ်လားဦးဒိန်းတဲ့အိမ်လွတ်လိုက်တာတခါတည်းကိုကတော့ပြောဖြတ်တောက်ပြီးမိဖုတ်ပလိုက်ဆိုတာစာရေးပြီးလိုက်တာဂေါသကစာမတတ်တော့သူ့တမဲ့စာသူယူသွားတာပဲအဲ့ဒီမှာထွေပြစ်နေတဲ့ညီကဟာအကိုထွေပြစ်တာရှုံးတယ်အကိုပြစ်လိုက်ပြီးအကိုစာကျွန်တော်သွားပြီဆိုတော့ဟိုတခါတည်းကိုသားရင်ကိုတခါတည်းသေပွဲဝင်ရတဲ့သဘောမရောက်ဘူးလားရောက်ကံနဲ့အကျိုးပြီးဘလောက်များဆန်းချင်သဗ္ဗယစာပေးလိုက်တာကူပဲဒီကံမရောက်တက်မပြောက်လို့ခမည်းတော်လောကပြောသလိုပေါ့။အဲနောက်ကြိမ်ကြတော့ဦးဇင်းတို့တရားဓမ္မတွေစဉ်းစားဟိုတကြွဲအိမ်ကိုတခါတည်းသူ့လာရင်တတ်လို့ဖို့လို့စာမပေးဘူးလားပေးလိုက်တယ်ပေးလိုက်တော့သူ့မှာခီးပန်းပန်းနဲ့တခါတည်းတကြွဲအိမ်ရောက်တယ်ဆိုရင်အိမ်မောကျသွားလိုက်တာအဲ့ဒီမှာတကြွဲသမီးကသူ့မြင်တော့အကြောင်းရည်စစ်ဖြစ်လာပြီးတော့တန်ရောစဉ်မရှိဘူးလားရှိလားအဲ့ဒါသူ့ကပိုက်တောင်နဲ့ကြားတဲ့စာဖတ်ကြည့်လိုက်တော့သူ့တပ်ဖို့စာသူယူသွားတာဗျရောက်ရဟူရောက်ချင်းအသက်ခံအဲစာမတတ်တော့သူကိုယ်တတ်မဲ့စာကိုကိုပါတော့ယူသွားတယ်ဘယ်လောက်များဂေါသကတုံးဆိုတာကြည်စမ်းနော်အဲ့ဒါဟိုကတန်ရောစဉ်ရှိတဲ့တကြွဲသမီးကစာပြောင်းပြန်ပြန်ရေးလို့ပေါ့ခုလာတဲ့လူနဲ့တကြွဲသမီးနဲ့လက်ထပ်ပေးလိုက်ပါဟာဒီလိုများစာပြောင်းရေးမယ်ဆိုဒီတဲ့လူတွေကငါတခါကြီးတွေမကြိုက်ဘူးလားကြိုက်ဟမ်ဦးလာငွေဒီလိုများစာပြောင်းရေးပေးမယ်ပုဂ္ဂိုလ်နဲ့ကြုံရင်မကြိုက်ဘူးလားမျက်နှာပြုံးတုံဖြစ်မခေါ်စဘူးလူခေါ်မှဖြစ်မှာခေါ်ပြီးသားပုဂ္ဂိုလ်တွေခေါ်လို့မဖြစ်ဘူးစဉ်းစားအဲ့ဒီလောက်ဒီဦးဇင်းတို့တရားဓမ္မတွေသာမတတ်တော့ကိုယ်တမ်းမဲ့စာတောင်ကိုယူသွားတာဟိုကတန်ရောစဉ်ကြောင့်ဒါ तू မသိတာပေါ့နှုတ်မို့ तू သိရမှာခုလည်းခမည်းတော်ကသစ္စာမသိတော့ဘုရားရှိပန်းစီမိရေချမ်းနဲ့ကပ်ပြီးအရှင်ဘုရားလူကြီးအကျဉ်းချင်းနတ်ကြီးအကျဉ်းချင်းအဆုံးအဆံခံစားပြီးအဆုံးစုံသောဘဝမှာနိဗ္ဗာန်ဝင်ရပါလို့ဆိုတော့ဘုရားရှိခမည်းတော်ကဘာလို့အသေးခံမှုစုသွားတောင်းဟမ်
လူပြည်ချင်းချင်းဆိုသေးပြီးမှနောက်တစ်ခါလူဖြစ်မှာဟုတ်နတ်ပြည်ချင်းချင်းဆိုတော့သေးပြီးမှဖြစ်ရမှာဘုရားကိုယ်တော်မြတ်ကြီးရှိသွားပြီခင်ဗျားတို့အချင်းချင်းဆိုတော့သေရတာတောင်တစ်ချိန်နဲ့အားမရဘူးဂောသကတစ်ချိန်တတ်လို့ချင်းသေမှာခင်ဗျားတို့ကအချင်းချင်းကိုအသေးခံမှုကိုဘုရားရှိသွားပြီးတော့မတောင်းဘူးလားတောင်းတယ်လားဒါဖြင့်ခင်ဗျားတို့ကသစ္စာမသိတော့အခက်ကြုံဟိုကတော့စာမတတ်လို့ကိုယ်တတ်မဲ့စာကိုယူသွားတယ်ခင်ဗျားတို့ကသစ္စာမသိတော့ဘုရားရှိသွားပြီကိုသေးဝုစုကိုသွားတောင်းတာမရိုးရိုးတောင်းတာမဟုတ်ဘူးပန်းနဲ့စီမီနဲ့ရေချမ်းနဲ့အရှင်ဘုရားမပြည့်ပြည့်အောင်ပေးတော်မူပါဆိုလက်တောင်ထိုးသေးတာဒီတဲ့တောင်းမှုတဲ့လူတွေဘာကောင်းပါမယ်နော်ဘာကောင်းပါမယ်လို့ပြောတာမှပါမယ်လို့တော့ဒိဋ္ဌာမပြောပါဘူးလို့တော့အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေတော်တော်လေးဆိုးငယ်တဲ့ပုဂ္ဂိုလ်တွေတော့သိမတောင်းပါဘူးကြီးတဲ့ပုဂ္ဂိုလ်ကဘာလို့ဆိုတော့ဒီသားဒီသမီးဒီမြီးဒီမြစ်မေလီလာလိုက်တာဒီရွှေဒီမျိုးနဲ့ရောက်ရအတူတူရောက်ရလဲတူအောင်မလေးစဉ်းစားအဲ့ဒီတော့ဦးဇင်းတို့တရားဓမ္မတွေကံကျူးပေးရဟေး तू ကဇာတိရရင်ဇာမရဏဆိုတဲ့သိမင်းကမပါဘူးလားပါဟေးဒါဖြင့်ကံကျူးပေးနေတဲ့မှာအသေးလွတ်တဲ့နေရာရှိရဒါဖြင့်ခင်ဗျားတို့ကံကောင်းတာနဲ့ကံပြတ်တာဘယ်ရင်ကြိုက်ဟေးသစ္စာနဲ့လျော်တဲ့ဉာဏ်ရမှာကံပြတ်ကြိုက်ပြီဒီကြတော့ကာမဘဝနေရောတာဩသိရမယ်ထင်မလို့ဘူးလားလွတ်သွားဇာတိနေရောတာဇာမရဏနေရောဆိုသိမင်းလက်တန်းကမလို့ဘူးလားလွတ်ဒါကြောင့်ဘုရားရှင်ကိုတော်မြတ်ကြီးကကုသလံဇာဟံဝတ်တဲလေတဲ့ကုသိုလ်ကံလည်းဖြတ်တယ်ကအကုသိုလ်ကံလည်းဖြတ်တယ်ကံပြတ်လို့ငါဘုရားဖြစ်တာခုခင်ဗျားတို့ကကံပြတ်တာနဲ့ကံဆက်တာကံပြတ်တာနဲ့ဟုတ်လားမကြိုက်တဲ့ပြင်ကံတောင်ဆက်လိုက်သေးတယ်ဆက်တာကြည့်လေဟိုသင်ညာနုဘာတို့ကြတော့ကြည့်ပါလားငါးလေးတွေဘာလေးတွေမလွတ်ဘူးလားကြည့်နှစ်တစ်ခါလွတ်မပြောပါလုံးနေကြတိုင်းနာပြောဘယ်သူမှရောကြီးမတောင်းဘူးနှစ်တစ်ခါလွတ်ငါဆယ်ကလွတ်ဟိုစာလေးတွေခိုလေးတွေလွတ်တော့လေသူ့လွတ်ရတာတစ်ခါကိုကဆယ်ကတောင်အလွတ်ခါရမယ်ဆိုတော့ငါလည်းဆယ်ကထောင်ကြပါရစေဆိုတာအခိုင်းကိုနှုတ်ကကိုထွက်တာဒါဘာမသိလို့ထွက်တာတော့ဆိုတော့သစ္စာမသိလို့ထွက်တာစဉ်းစားဒါကြောင့်ကံနဲ့အကျိုးပေးတော့ယုံကြည်မယုံကြည်လို့ရှိရင်လည်းဒါနိယတမိစ္ဆာဒိဋ္ဌိဝင်လာယုံကြည်ပြီးသူအကျိုးပေးตายရရင်လည်းခင်ဗျားတို့သမုဒယသစ္စာပြန်လာပြီးဒုက္ခသစ္စာပဲပြန်ရဒါဖြင့်ကံကောင်းတာနဲ့ကံပြတ်တာဘယ်ရင်ကြိုက်ရသာနာတွင်အသိဉာဏ်ရမှာကံပြတ်ကြိုက်မှာသာနာတွင်အသိဉာဏ်မရရင်ကံပြတ်မကြိုက်ဘူးခင်ဗျားတို့လှုပ်ထားတဲ့အကုသိုလ်ကံတွေကိုမက်ကံကနေဟောတိကံဖြစ်အောင်မလုပ်ဘူးလားလှုပ်ဟိုဩဝါဒပေးတဲ့နေရာကိုမိလက်ကမဟုတ်ဘူးအကုသိုလ်ကံတွေဟောတိကံဖြစ်အောင်ကိုင်ဘက်ကမလုပ်ဘူးလားလှုပ်ဟိုလူမိုက်ကြီးဖြစ်တဲ့ဟုတ်လားအင်ကုလိမာလကိုင်သူကံပြအလုပ်လုပ်လိုက်တော့ကိုင်အကုသိုလ်ကံတွေအကျိုးပေးနိုင်သေးရဲ့စဉ်းစားကံနဲ့အကျိုးပေးနော်ယုံတော့ယုံကြည်ရမယ်သူအကျိုးပေးတော့မตายရနဲ့ตายရလိုက်ရင်ခင်ဗျားတို့ဟောဒီကတဏှာသမုဒယသစ္စာပြန်လာရင်ဟောဒီဘက်ကဇာတိဇာမရဏဒုက္ခသစ္စာ၄ကွက်ပြန်မပေါ်ဘူးလားပေါ်ပေါ်လို့ရှိရင်ဇာမရဏနဲ့ကြုံတဲ့အခါမှာသောကပရိဒေဝဒုက္ခဒေါမနတဥပါယတမလာဘူးလားအေးလာတာသိလို့လာတာလားမသိလို့လာတာမသိလို့လာရင်သူတဲ့အဝိဇ္ဇာပါမပါပါရင်အာသောသမုဒယအဝိဇ္ဇာသမုဒယပြန်မဝိုင်းဘူးလားဝိုင်းဒါဖြင့်ကံကျူးပေးကထွက်လန်းရှိတာလားအဝိုင်းကြီးပြေးတာဒါဖြင့်အဝိုင်းကြီးဆိုတာထွက်ပေါက်ရှိရဒါဖြင့်ကံနဲ့အကျိုးပေးယုံကြည်ပြီးသူအကျိုးပေးသားရရင်ထွက်လန်းမရှိဘူးလို့ပြောလိုက်။ကိုင်ကံနဲ့အကျိုးပေးတော့ယုံတော့ယုံကြည်တယ်။သူအကျိုးပေးမသားရအောင်ဆိုတော့ကိုင်ရထားတဲ့ခန္ဓာသူများအကျိုးပေးလားကံအကျိုးပေးလား။ခင်ဗျားတို့ဆောင်ပုတ်လင်္ကာတဲ့ဘာသာပဲကံကြောင့်နာယုတ်နာယုတ်ကြောင့်ကံအဖန်ပန်ဖြစ်ပြန်နည်းအလျော်။ဩမပါဘူးလားပါလား။ဒါဖြင့်ဦးဇင်းတို့တရားဓမ္မတွေကံကျိုးပေးဟောဒီရထားတဲ့ခန္ဓာထဲမှာကံကျိုးပေးကဟောမျက်စိကြည်ယုတ်ကံကျိုးပေးနားကြည်ယုတ်ကံကျိုးပေးနှာခေါင်းကြည်ယုတ်ကံကျိုးပေးလျှာကြည်ယုတ်ကံကျိုးပေးကိုယ်ကြည်ယုတ်မနောအကုဏဟရယဝတ္ထုယုတ်ကံကျိုးပေးဟုတ်တယ်မဟုတ်လားဒါဖြင့်ကံကျိုးပေးကြောင့်ဖြစ်ပေါ်နေတဲ့ယုတ်ပဲကံကျိုးပေးကြောင့်ခမရတော့ဘဝင်စိတ်တခါတည်းမသိအောင်ဟောသူကစောင့်ရှောက်ပေးတာဝင်စိတ်ဆိုတာစိတ်တစ်ခုနဲ့တစ်ခုကြားမှာဇောစိတ်တစ်ခုနဲ့တစ်ခုကြားမှာ तू ရှိတယ်လို့သင်္ကြန်ဆရာများဆိုထားတယ်ရှိလဲရှိတယ်အမှန်ပဲအိပ်ပျော်တဲ့အခါကိုင်ကိုအိပ်ပျော်တာကိုသိရလားဘာလို့အိပ်ပျော်ရင်သိပါလားဆိုတော့သက်ဆောင်ဖြစ်တဲ့ရှူစိတ်ရှိုက်စိတ်ဒီဘဝင်စိတ်ကအများအားစောင့်ရှောက်ပြီဒါကံကြောင့်ဖြစ်တဲ့တရားက
ဟုတ်လားစိတ်ကြောင့်ဖြစ်တဲ့တရားရောမရှိဘူးလားဒါယုတ်မှာဟုတ်လားစိတ်ကြောင့်ဖြစ်တဲ့ယုတ်ကကိုင်းခမရတို့ကြည်သာရှင်ပြလာတဲ့အခါဟောမကြည်လင်ဘူးလားကြည်လင်သလားစိတ်တွေပါကြည်လင်လာတဲ့အခါကျယုတ်ကလည်းရှင်ပြလာတာကိုင်းစိတ်တွေကထိုင်းမိုက်လာရင်ယုတ်ကရောမလေးဘူးလားလေးလားဒါဖြင့်သွားခြင်းတဲ့စိတ်ကြောင့်လှုပ်ရှားတဲ့ယုတ်ပေါ်သလိုထိုင်ခြင်းတဲ့စိတ်ကြောင့်တောင်းတင်းတဲ့ယုတ်မပေါ်ဘူးလားပေါ်လားဒါဖြင့်စိတ်ကြောင့်ဖြစ်တဲ့ယုတ်ကမရှိဘူးလားဥဒုကြောင့်ဖြစ်တဲ့ယုတ်ကဥဒုကခမရတို့ပူအေးလာတယ်ဆိုရင်ဟောခါထွေးမနေရဘူးလားပူလာတယ်ဆိုရင်ခပ်ပါလှမနေရဘူးလားဒါအပြင်ဥဒုပြောတာအတွင်းကဥဒုဆိုတဲ့တေဇောကကိုင်းခမရတို့ခုနေတော့ဟောသူကဥဒ္ဓမတေဇောဆိုတဲ့အတိုင်းကံကနေပြီးပြုထားတဲ့ဥဒ္ဓမတေဇောကခါနွေးလေးဆိုတော့သူကကိုယ်ကတော့ပြောသွားလို့လာလို့ကောင်းတာပေါ့ကံဖြတ်တော့မယ်ဆိုတော့ဟောကိုယ်ကတော့ပြောလို့တေဇောတက်ကလွန်ကဲလာတာတွေမရှိဘူးလားရှိတယ်ဟာ108ပဲ130ပဲဆိုတော့ရေခဲတောင်အုပ်လို့မရအောင်နောက်ဆုံးဆရာဝန်လက်လျှော့ရတဲ့ဘဝမရောက်ဘူးလားအဲအာဟာရကြောင့်ဖြစ်တဲ့ယုတ်ကမရှိဘူးလားသိတဲ့အာဟာရကျွေးလို့ရှိရင်ဒီယုတ်ကမတိုးပါဘူးလားတိုးပါဟေးမသိတဲ့အာဟာရကျွေးလိုက်ရင်ဒီယုတ်ကဖောက်ပြန်တဲ့သဘောကိုမဖြစ်ဘူးလားဖြစ်လားဒါဖြင့်ယုတ်မှန်သမျှကံစိတ်ဥဒုအာဟာရအကြောင်းတရား၄ပါးကြောင့်ဖြစ်တာယုတ်ပေါ်ပြီးတော့မှတခြားပေါ်လာလားနံပေါ်လာလားဟောဒါကြောင့်ခင်ဗျားတို့ကြည့်ပါလားကံကျိုးပြီးတဲ့မှာနံယုတ်မပေါ်ဘူးလားကချုံးပြလိုက်တော့နာယုတ်ကဲအဲ့ဒီနာယုတ်ကဘယ်လိုပေါ်မှာလဲဆိုတော့ဟောမျက်စိနာနှာခေါင်းတရားကူစိတ်ဆိုတဲ့အတွင်းအာယရဏ6ပါးသလာယရဏ6မျိုးဆိုတာမရှိဘူးလားဟောသူနဲ့အာယုန်နဲ့တွေ့တာတခြားလားဖတ်တာလားခံစားတာတခြားလားဝေဒနာလားဟောဒါဖြင့်ကံကြောင့်ဖြစ်တဲ့ယုတ်လည်းရှိတယ်စိတ်ကြောင့်ဖြစ်တဲ့ယုတ်ဥဒုကြောင့်ဖြစ်တဲ့ယုတ်အာဟာရကြောင့်ဖြစ်တဲ့ယုတ်မရှိဘူးလားကဲစိတ်မှန်သမျှတော့တခြားကြောင့်ဖြစ်တာလားအာယုန်ဓွာရကြောင့်ဖြစ်တာအာယုံဆိုတာပြင်မဲ့မှာရှိတဲ့ဟုတ်လားအစင်းတို့အတန်တို့အနတ်တို့အရသာတို့တွေးတိစရာတို့ကြံတွေးစရာတို့တွေးစရာအာယုံတို့ဆိုတာပြင်မဲ့မှာရှိတဲ့အာယုံ6ပါးမရှိဘူးလားဓွာရဆိုတာမျက်စိနာနှာခေါင်းလျှာကိုယ်စိတ်ဆိုတဲ့အတွင်းအာယရဏ6ပါးဓွာရလို့ခေါ်တယ်အဲ့ဒီအာယုံဓွာရတိုက်လိုက်တဲ့အချိန်မှာမျက်စိနဲ့ဆင်းတဲ့တိုင်ဘာစိတ်ပေါ့နားနဲ့အတန်နဲ့တိုက်ရင်နှာခေါင်းနဲ့အနတ်နဲ့တိုက်ရင်တရားနဲ့အရသာနဲ့တွေ့ရင်ကိုယ်နဲ့နူးညံ့တာနဲ့တွေ့ရင်ကိုယ်နဲ့နူးညံ့တာနဲ့တွေ့ရင်ခံတာတဲ့စိတ်နူးညံ့တာပါဆိုမှပဲကိုယ်နဲ့ကြမ်းတမ်းတာနဲ့တွေ့ရင်မခံတာတဲ့စိတ်ဟုတ်တယ်မို့လားနူးညံ့တဲ့အထည်လေးနဲ့တွေ့တော့ gain မခံတာဘူးလားဟိုကြမ်းတမ်းတဲ့အထည်နဲ့တွေ့တော့မခံတာဘူး gain စိတ်နဲ့တွေးစရာအာယုံနဲ့တွေ့တော့ဝင်တာတဲ့စိတ်လည်းမပေါ်ဘူးလားဝင်နေတဲ့စိတ်ကောဟိုကမ္မတက္ကထားတဲ့စိတ်ကောဟိုစိတ်တ ानु ပါဒနာနည်းနဲ့ပြောရင်လောဘစိတ်ဒေါသစိတ်မောဟစိတ်အလောဘအဒေါသစိတ်သို့တော့ခမည်းတော်ညံတဲ့မှာရှင်းတဲ့နည်းကိုဆရာတော်ဘုရားကြီးဆုံးမတာကဝင်းမြောက်တဲ့စိတ်လည်းပေါ်မဲกว่าမကျေနပ်တဲ့ဝင်းနေတဲ့စိတ်လည်းပေါ်မဲกว่าဟိုမတတ်နိုင်ပါဘူးကာမတက္ကထားတဲ့စိတ်လည်းပေါ်မဲဒါဖြင့်ရင်ဒါတွေကတခြားလားအရှုခံတရားတွေလားဒါဖြင့်ခမည်းတော်ကတော့သစ္စာနဲ့လျော်တဲ့ဉာဏ်ကြတော့ပုဂ္ဂိုလ်ပေါ်ရမှာလားဓမ္မပေါ်ရမှာကာမတက္ကတညာတော့ပုဂ္ဂိုလ်ဖြောက်လို့မရဘူးနော်ဘယ်သူဘာလုပ်လို့ဘာဖြစ်တယ်ဆိုတာဟောကာမတက္ကတညာတော့ဟောလူပြည်မှာဟောဒီကဟဲ့နော်ပြောလို့ပဲတရားနာတယ်ဖားကလေးကဟောတခါလဲနတ်ပြည်ဖားကိုနတ်သားဖြစ်တယ်ဒါကံနဲ့အကျိုးပဲဒီတိုင်းပြောရဖားကိုနတ်သားဖြစ်တယ်ဒါကံနဲ့အကျိုးပဲယုံကြည်တဲ့ကာမတက္ကတညာနဲ့ဆိုဒီတိုင်းမပြောရဘူးလားပြောရသို့တော့အဲ့ဒီလိုပြောလိုက်တော့တကယ်ဖားကိုနတ်သားဖြစ်တယ်ဆိုတော့ဖားကမသေးဘဲနဲ့ဖြစ်တာလားသေးပြီးမှဖြစ်ရမယ်ဆောင်းဟောတာကြတော့ဖားနတ်သားဖြစ်တယ်ပဲဟောလိုက်တယ်သေတာမထည့်နိုင်တော့ဒီကြတော့ကိုင်ကွဲ့တော့သစ္စာနဲ့လျော်တဲ့ဉာဏ်နဲ့ပြောတော့ဖားလားယုံနာနတ်လားယုံနာဒါဖြင့်ဖားယုံနာမချုပ်ဘဲနဲ့နတ်ယုံနာပေါ်နိုင်ပါဖားယုံနာတဲ့ကစေနာအကြောင်းကြောင့်ဒီနတ်ယုံနာအကျိုးပြီးမပေါ်ဘူးလားပေါ်ဒါဖြင့်ဖားယုံနာချုပ်တာသိတော့တခြားဒိဋ္ဌိစင်နာလားတတ္တရဒိဋ္ဌိစင်နာအေးသူစေနာကံကနေပြီးဟောဒီမှာနတ်ယုံနာပေါ်တာသိလိုက်တော့လေတခြားဒိဋ္ဌိစင်နာလားဥစ္စေတာဒိဋ္ဌိစင်နာဒါနှစ်မျိုးသိရကံနဲ့အကျိုးပေးကြတော့ဖားကုဏသားဖြစ်တယ်ပြောလိုက်ရမှာတကယ်တမ်းကတော့ဖားနာသားသွားဖြစ်လို့ရပါသူဆောင်းဟောတာဟုတ်တိုက်ရိုက်ဟောတဲ့ဒေသနာကြတော့ဟောကြည့်ဖားလားယုံနာနတ်လားယုံနာဒါဖြင့်ဒီဖားယုံနာမချုပ်ဘဲနဲ့နတ်ယုံနာပေါ်နိုင်ပါဒါဖြင့်ဖားယုံနာချုပ်တာသိတော့ဘယ်ဒိဋ္ဌိစင်ဟုတ်ပြီဒီဖားယုံနာချုပ်သားညာတော့လေဟောဒီမှာ
ယုံနာတော့ပေါ်တာပဲနတ်ဆိုတဲ့ဆိုင်းဘုတ်ကလေးနဲ့နောက်ယုံနာမပေါ်ဘူးလားပေါ်ဒါကုသိုလ်စေနာကံအကြောင်းတတ္တိကင်းရလားဒီလိုသိလိုက်တော့ဗာဒိဋ္ဌိရှင်ဒါဖြင့်ချုပ်တာသိတော့တတ္တရရှင်နဲ့ကျေစုပြုပုံသိတော့ဒါတေချာမပါဒါကကြီးညက်နေအောင်ကိုအမျိုးမျိုးပြောပေးရဒီတတ္တရဥစေတာတစ်ခုခုညှိနေရင်မဲ့ညာဘုံညာရပါဒါဖြင့်သစ္စာနဲ့လျော်တဲ့ညာပြောပါဆိုတော့ကျုပ်တို့အရှုခံကယုံနာရှုမယ်ဆိုလဲရတယ်ခန္ဓာရှုမယ်ဆိုရင်လဲအာယရဏရှုမယ်ဆိုရင်ရောဓာတ်ရှုမယ်ဆိုရင်ရောအဲ့ဓာတွေကိုခြုံပြီးတော့ပြောလိုက်တော့စိတ်ဓာနုပါဒနာဝေဒနာနုပါဒနာကာယနုပါဒနာဓမ္မနုပါဒနာလို့မလားဘူးလားဒါသူပိုင်းနဲ့သူရှုနိုင်အောင်လို့ပေါ့ဗျာကိုင်းတာဖြင့်ဦးဇင်းတို့တော်ဓမ္မတွေသစ္စာနဲ့လျော်တဲ့ဉာဏ်နဲ့ပြောကြပါစို့ဆိုတော့ရထားတဲ့ခန္ဓာဟာဘာသစ္စာဟုတ်တယ်ဒုက္ခသစ္စာအမှန်ပဲဘာသစ္စာကတည်တောင်လိုက်တာသမုဒယသစ္စာကတည်တောင်လို့ဒုက္ခသစ္စာအကျိုးပြီးတရားကြီးမပေါ်ဘူးလားပေါ်ဒါအတိတ်အကြောင်းပြစ္ဆုတ်ပံအကျိုးပေါ်ကံပြစ္ဆုတ်ပံမှာခင်ဗျားတို့ကသမုဒယသစ္စာမပင်နိုင်ရင်နောက်အကျိုးပြီးဘာသစ္စာရဒါဖြင့်ဒုက္ခပေးလေသည်မြတ်သူများကပေးတာလားသမုဒယသစ္စာကပေးတာဒါဖြင့်သမုဒယသစ္စာကြောင့်ဖြစ်တာနော်ကိုပြုလို့ကိုခါရတာဟုတ်ကဲ့လားသူများပြုလို့ကိုခါရတာဟုတ်ကဲ့လားဘူးမဟုတ်ဘူးတော်တော်ကြာဟုတ်သွားလို့ခဲရနေသစ္စာနဲ့လျော်တဲ့ဉာဏ်လဲကွယ်ပါပုဂ္ဂိုလ်လဲပြောရောဟိုကိုပြုတဲ့ဒုက္ခကိုခံယုံပေါ့ဘယ်သူကခံပါလဲအမေဘုသားတွေသမီးတွေကြည့်ပြီးတော့ကိုကမွေးထားတဲ့ဒုက္ခကိုခံမှာပေါ့ဘယ်သူကခံမလဲဆိုတော့ဘေးရလဲဟိုကိုကမွေးခဲ့တော့ကိုပဲခံမှာပေါ့မတရားချလိုက်တာလေတယောက်နဲ့တယောက်ဒိဋ္ဌိတရားဟောနေတာအိမ်ထဲကြမဟုတ်ဘူးလားဟောတာကိုကကောင်းပြီတဲ့သူကအတော်ကိုအပြောခက်ပါတယ်သူ့ကြောင့်ပဲကြုံမှာဖြင့်စိတ်မျိုးမျိုးဆင်းရဲတယ်သူသားမရှိရင်ကျုပ်အေးမှာပဲမသူ့ကြောင့်ကိုဒုက္ခရောက်တယ်အဲ့ဒါတကားနဲ့တကမဘ누구ကအပြောများဟမ်မင်းတို့ကတော့ထွက်ကြရင်တော့ခဲပေါက်တော့ခါရတော့မှသိတာစဉ်းစားဟမ်မင်းတို့ကအတွင်းကြတော့ဟုတ်တယ်ကွာသမုဒယကြောင့်ဒုက္ခဖြစ်တာအဝိဇ္ဇာကြောင့်တဏှာကြောင့်မူလနှစ်ဖြာကြောင့်ဒုက္ခဖြစ်တာရှင်းလို့ဒီမှာပြောတော့ဟိုဇေယလည်းရောက်ရောဘိုးကတော့အေးပဲပြန်တော့မပြန်ရင်ဘူးသူတို့အတွက်နဲ့ပြန်ရအောင်ပဲအမေခန္ဓာနဲ့ညာနဲ့တွေ့နေတော့မလီတရားဆိုတာအေးကြရင်ဒါလွန်းနေတာဟုတ်တယ်ဟောတဲ့ပုဂ္ဂိုလ်တွေလည်းတကယ်စေနာပါပဲဘိုးလည်းတကယ်ကြိုးစားကြည့်တော့တရားတွေ့တော့ဘေးပြန်ခြင်းမလဲအမေဘေးကလူအမေတော်တော်တရားပေါက်နေပြီပြောကြမှာဆက်ပြီးသူကအတန်ထွက်တာကိုရေးတဲ့ကိုရေးရလည်းမပြည့်စုံသူတို့ရေးရလည်းကိုမရှိခက်တယ်ဟောကိုမရှိရင်ပါလေပြောကြလေသူတို့အကြောင်းအတင်းပြောနေတယ်မှတ်တာဖြစ်စဉ်ပြောနေတယ်အတင်းပြောတာမဟုတ်ဘူးခင်ဗျားတို့ဖြစ်စဉ်ကိုကတော့ဒီလိုများနေရမယ်ဆိုရင်နောက်တစ်လနောက်ဆက်နေခြင်းသေးအမေရန်ကုန်မှာရန်ကုန်တရားခံလုံးမှာဖြစ်မယ်မင်းဘူးအကြောင်းရန်ကုန်ကြမှာပြောရမှာပေါ့ဟုတ်တယ်မဟုတ်လားစဉ်းစားလေကိုယ်သက်နဲ့ကိုယ်အရွယ်နဲ့ဆိုရင်တော့နေချိန်နဲ့သိချိန်ကလည်းနီးပါပြီဒီတော့ကိုရေးကိုသိပြီးတော့ကိုကြိုးစားပြီးတော့နေချင်တာပဲသူတို့နဲ့မကင်းတရားလေးရှိနေတော့ဟောသူတို့နဲ့မကင်းတရားလေးဆိုတဏှာပြောတာယဉ်ကျေးအောင်သူတို့အတွက်ကြောင့်သာပေါ့ကိုရင်းနေတာကိုတယောက်တည်းသာဆိုရင်တော့ပြန်ဖို့မလိုတော့ပါဒီလောက်တရားသူတရားမြတ်တွေတွေ့ပြီးတကယ်တရားထိုင်ကြည့်တော့လေတရားသဘောတွေ့နေရသစ္စာနဲ့လျော်နဲ့ညာနဲ့ကြည့်တော့ခန္ဓာတွေကဘာသစ္စာတွေ့တွေ့ပြီဗျတွေ့တော့ကဲဘာသစ္စာကိုယ်ဝင်နဲ့ပေါ့ရဲပြောယိုကြီးမတောင်းဟမ်ဘာသစ္စာဝင်နဲ့ပေါ့မေဃသစ္စာဆိုတာသစ္စာနဲ့လျော်တဲ့ဉာဏ်လေမေဃသစ္စာဆိုတာဘာဉာဏ်လို့အဲ့ဒီဉာဏ်လဲကိန်းရောဟုတ်တယ်ခန္ဓာမကောင်းဘူးဆိုတာမှန်လိုက်တယ်အခုပေါ်တယ်လို့ပြောတာရှိသေး तू မရှိဘူးအမေဖြစ်လာတာပေါ်တယ်လို့ပြောတာရှိသေး तू မရှိဘူးခဏပေါ်ပြီးပျောက်နေတာဖြ
ဖြစ်ပြီးပြက်မွေးပြီးသိသင်္နာပေါ်သေဘောဝင်ပြီးဒီတော့ကိုယ်ခန္ဓာမှာခင်စရာမရှိဘဲနဲ့ဘုရုခင်စရာရှိသေးတို့အမေအပန်လေးကတော်တော်ကောင်းလာမကောင်းဘူးလားကောင်းခန္ဓာညာရောက်နေတဲ့အချိန်ကိုဗျသစ္စာနဲ့လျော်တဲ့ညာနဲ့ကြည့်တော့ခန္ဓာကိုယ်ရဲ့ဖြတ်နဲ့ဘုနေရာပေါ်လိုက်ပြောင်းလိုက်ဒီနေရာပေါ်လိုက်ပြောင်းလိုက်ညောင်တဲ့တရားတွေကကောင်းနေတဲ့သဘောလေးကချုပ်သွားလိုက်မကောင်းတဲ့သဘောကပေါ်လာလိုက်အဲ့ဒီမကောင်းတဲ့သဘောကဒီတက်မကောင်းတဲ့သဘောတစ်ခါပြတော့ဩခန္ဓာကိုယ်ကဆင်းရဲတာအမှန်ဆိုတော့ဟုတ်တယ်တခုမှချမ်းသာတာမတွေ့ဘူးခုထိုင်ကြည့်လိုက်တယ်ခန္ဓာကိုယ်တွေကတစ်မျိုးပြီးတစ်မျိုးဟမ်ကိုယ်တော့ဖြစ်လိုက်ပြက်လိုက်ဖောက်ပြန်လိုက်ပျက်စီးလိုက်ဒီသဘောပဲရှိတာပဲဆိုတော့ခန္ဓာကအမှန်မပြောဘူးလားအေးအဲ့ဒီခန္ဓာကဒုက္ခသစ္စာကအမှန်ပြောတော့သူနဲ့လျော်အောင်သိတာကတခြားလားသစ္စာအနုလောမိကဉာဏ်အဲ့ဒီဉာဏ်လဲကိမ့်ပါရောသူကကိုအမကိုပြင်းမှဖြစ်မှာသူများပြင်းလို့ဖြစ်တာမဟုတ်ဘူးမဲအမှန်နေကိမ့်လာကိုအမကိုသိပြီအပြောမို့လို့တာပြောနေရတာလူရဲ့နတ်ရဲ့ဗြဟ္မာရဲ့ပုဂ္ဂိုလ်တ attva လေးပြောရတာအရှိကတော့ဖြင့်ဖောက်ပြန်တာနဲ့ပျက်စီးတာမြင်နေရတာပါလားလို့ဒီလိုသိတဲ့အချိန်ကြတော့ဘုရုခင်သေးအခင်ဆုံးဖြစ်တဲ့ကိုယ်ခန္ဓာကိုခင်စရာရှာမတွေ့မွေးပြီးသေးတာဟုတ်ဗျခင်ချိန်မှမရလိုက်မွေးပြီးဒါကြောင့်ဆေးကုချိန်မရတဲ့ဖြစ်ဖြစ်ဆေးကုလို့မပြောက်တဲ့ဖြစ်ဖြစ်ဒါသစ္စာနဲ့လျော်တဲ့ဉာဏ်ကခမရတို့ဖြစ်ဖြစ်တွေ့ရအထည်တွေ့လို့မဖြစ်ဘူးအထည်တွေ့နေပညာခံတယ်ဒါသေချာမှတ်ပါရက်ကလေးကရှေ့ရဆိုတော့ခဏနေရဆိုဖြုတ်ဆိုတော့ကြကုန်းသွားမှာလုတ်တအောင်သင်ပေးခဲ့ရဒီတော့ဦးဇင်းတို့တရားဓမ္မတွေအရှုခံနဲ့ရှုညာနဲ့ကဗျိုင်ပေါ်လို့ရတယ်သတ္တဝါနှစ်စိတ်နဲ့ရှင်တာလားတစ်စိတ်နဲ့ရှင်တာဧကစိတ်တာသမာယုတ်တာတစ်စိတ်နဲ့ပဲရှင်ဒါဖြင့်အရှုခံပေါ်နေတော့ရှုညာပေါ်နိုင်ပါသေချာပြနေတယ်အရှုခံပေါ်နေတော့ဒီအရှုခံတရားတွေပေါ်နေတော့ဒီရှုညာကဝင်တဲ့ကမဲ့ခင်၅ပါးဆိုတဲ့သမာဓိဋ္ဌိသမာသင်္ကပ္ပသမာဝါယမသမာတတိသမာသမာဓိဆိုတာပေါ်ခွင့်ရနိုင်ပါမရနိုင်ဘူးကိုင်းဒီတော့ဦးဇင်းတို့တရားဓမ္မတွေခင်ဗျားတို့သိတာလေးကိုပြင်းပေးတာနော်မှန်ဆက်လို့မှားနေပြင်းပြီးတော့ခင်ဗျားတို့ဆက်ကြိုးစားဖို့ဖြတ်ဆိုထိုင်လိုက်တယ်ပထမထိုင်ကောင်းနေတော့ကတော့အောက်ပိုင်းကနားရဲကျင်တဲ့သဘောရှိရတယ်ကိုင်းနားရဲကျင်တဲ့သဘောပေါ်လာဒီကကောင်းတဲ့သဘောလေးတွေကချုပ်ပြောက်ပြီးတော့နားတဲ့သဘောကမပေါ်ဘူးလားပေါ်လာနာတာတော့မသိဘူးလားကောင်းတာပြောက်တာတော့တွေးရအဲ့ဒါ၅ပါးမဟုတ်တာဒီချာပြနေနေစိတ်ချင်းရှုတယ်ဆိုတာတွေးရှုกว่าဘုဂုတ်ဆရာတော်ဘုရားကြီးကအမိတ်မရှိဘူးလားရှိဒီကနာတာတော့မသိဘူးလားကောင်းတာပြောက်တာကြတော့နာရာရင်သိနေတတိနာရာရင်သိနေတာဘာခေါ်တော့တတိဟောဒီကောင်းတာပြောက်တာတွေးနိုင်မှပညာဘာလို့ဆို तू ကသမာဓိဋ္ဌိသမာသင်္ကပ္ပကပညာမဲ့ကြီး तू အကွက်ဖော်ပေးရသမာသင်္ကပ္ပကအကွက်ဖော်ပေးမှသမာဓိဋ္ဌိကပိုးပြီးကြီးလင်းတာသမာဝါယမသမာတတိသမာသမာဓိကဟောဒီပေါ်တာသိဟောဒီကကောင်းတာလေးချုပ်ပြောက်သွားတာကိုဟောဒီသမာဓိဋ္ဌိမဲ့ခင်ကတွေးမှအကောင်းချုပ်ပြီးအဆိုးပေါ်တာဒီလိုသိရအကောင်းချုပ်ပြီးတော့အဆိုးပေါ်တာအဆိုးကိုသိပြီးတော့အကောင်းချုပ်လို့ကိုအဆိုးပေါ်လာတာလို့သိရဖြစ်ပြသိတယ်ဆိုတာအဲ့လိုကစသိရမှာမိအောင်ကြီးလင်းရကနေငိမ့်သွားတဲ့မျက်လုံးမြင်အနိစ္စမျိုးမမြင်နိုင်ဘူးခုမလင်းဘူးလားလင်းနေလားဒီဖန်ကြောင့်သို့တော့ခင်ဗျားတို့ခုစောစောကလင်းတာနဲ့ခုလင်းတာနဲ့တူးရဲ့လားဒါခင်ဗျားတို့မျက်လုံးကသိတာလားတွေးမှသိတာဒါပြည့်တွေးမှသိမှညံပေါ်ဗျာမျက်လုံးမြင်ကကံပေးတာကံပေါ်ညံဆင့်ပေးရစဉ်းစားပါဒီတော့ဒီကနာတယ်နောက်ဒီတဲ့တိုးနာတယ်ဆိုတဲ့သဘောလေးရောမရှိဘူးလားတိုးနာတော့အရင်နာရှိသေးလားခင်ဗျားတို့တိုးနာတာတော့ပြောတယ်အရင်နာချုပ်တာတွေးရလားအဲ့ဒါနာတာမို့စဉ်းစားစိတ်ကနှစ်စိတ်မှပြိုင်မပေါ်ကောင်းပဲနဲ့ဒီတော့မီးအောင်ကြီးလင်းရငိမ့်တဲ့အိဋ္ဌာမျိုးမမြင်ဘူးအဲ့ဒါကမျက်လုံးမြင်စင်ခွဲမြင်လို့ခေါ်တယ်ဉာဏ်မြင်ကစင်တူမဟုတ်တာသိရဉာဏ်မြင်ကပါတယ်လို့စင်တူမဟုတ်တာသိရမလို့ခုဒီမီးเจ้าကမလင်းဘူးလားလဲနေ
ခိုင်ခမရတို့ကိုမေးတယ်အရင်အလင်းလားနောက်စားထိုးတဲ့အလင်းလားနှမျက်လုံးကသိတာလားညာနဲ့တွေးမှသိတာဒီမှာလဲခန္ဓာကိုယ်ထဲမှာတစ်ခုသောတရားပေါ်ပြီးမှတစ်ခုသောတရားပေါ်နေတာဗျိုင်းတခါတည်း6တော်အားစလုံးဗျိုင်းပေါ်လို့ရရဲ့ဒီတစ်ခုနဲ့တစ်ခုပဲအရှုခံပေါ်ပြီးမှရှုညာကပေါ်နိုင်တာဒီတော့ပထမတော့ကောင်းတော့ဒီကအာနာပါနာလေးထွက်တာသည်ဝနာသည်လုံးနေတော့ညာရိယာဘုတ်ကလည်းမကြသေးတော့အောက်ပိုင်းကလည်းမနာမကျင်တဲ့တော့ဟုတ်တယ်ထွက်သည်ဝင်သည်တော့ကြတော့ကောင်းတာလေးကချုပ်ဖြတ်သူနားလာဒါဖြုတ်ဒါကြီးလို့ဖို့မဟုတ်ဘူးဒါကဗราဏမဟုတ်ဘူးသူကကွက်တော့မြရှုเสียတရားမရှိသေးလို့သူ့ကိုတမာရိရအောင်လို့တီးတောင်းတာရှုเสียတရားတရားအေဟိလာပါပတ္တရှုပါပြန်နားလာမခေါ်ဘူးလားဒီကတန်ဒိဋ္ဌိကိုတာမန်ပတ္တိတာပေါ့အကောင်းပြောက်ပြီးအဆိုးပေါ်တယ်ဒီလိုသိရခုတော့အဆိုးပေါ်တာတသိတယ်အကောင်းပြောက်တာကြတော့ဒါပြန်ကလေးဒုံးနဲ့ရိုက်တယ်လို့ဖြစ်ရတယ်နာတယ်နာတာသိတယ်နာတာချင်းမတူတာကြတော့ခင်ဗျားတို့လေးဘက်သွားနေမဟုတ်ပါဘူးတို့အသက်ကြီးကမှဟုတ်လားသွားကျိုးဆံပြကြမှာတို့လေးဘက်သွားခေါ်ခါရတယ်ဆိုဒီဘုန်းကြီးခဲနဲ့မပေါက်ချင်ဘူးလားပေါက်လိုက်ပါတခါတည်းကွဲချင်းပြီးတော့နောက်မဟောရတာသက်သာတာပေါ့ခင်ဗျားတို့သေးသေးကြကြဒီအနိစ္စမြင်ပုံကိုပြနေတာဟုတ်လားဟောဒီဥစ္စာကအနိစ္စဖြစ်မဲ့တရားဟောဒီဥစ္စာကအကောင်းပြောက်သွားတာကအနိစ္စလက္ခဏာအထင်ရှိအောင်ဝင်းပိတ်တင်ကျင်းရလားကွာဒီချာကြည့်တော့ကြလှုပ်တော့မှနှာခေါင်းကြီးလှုပ်နေလို့မဖြစ်ဘူးသမထဖြစ်နေမှပညာပါကိန်းအောင်လုပ်ရမှာဒီကနာရဲဆိုတဲ့ကွာအကောင်းပြောက်ပြီးအဆိုးပေါ်တာဒီလိုသိရညာမှာဆိုတော့ကြိုက်တရားအဆိုးကတိတဲ့ဆိုးလာတော့ဒါအရင်တရားမဟုတ်ဘူးဒါနောက်အသစ်ဆိုတဲ့အဟောင်းမချုပ်ဘဲနဲ့အသစ်ပေါ်လို့ရတယ်ဒါမတွေးဘဲနဲ့သိတာလားတွေးမှသိမှာဟာညာမြင်စင်တုဗုဒ္ဓသိရမယ်ဆိုတော့တွေးမှအမှန်သိမှာဒါဖြင့်ဦးဇင်းတို့တရားဓမ္မတွေနောက်နိုင်ပိုင်းထိုင်တဲ့အခါကျတော့ဗရမတော့တမာရိယအောင်အာနာပါနလောက်တာပေါ်လာရင်သူ့ကိုဗရဏမလုံးနဲ့ပေါ်တဲ့နောက်ကိုဒါခန္ဓာပေါ်တာပဲသိပြီးတော့ဒါအသစ်လားအဟောင်းလားညာနဲ့ဝိပဿနာအသစ်ဆိုရင်ဒီအဟောင်းမချုပ်ဘဲနဲ့အသစ်ပေါ်လို့ရပါနောက်တိတဲ့တိုးနာတယ်ဆိုဒီအဟောင်းမချုပ်ဘဲနဲ့ဒီအသစ်ပေါ်လို့ရပါဒါဖြင့်အဟောင်းချုပ်တယ်ဆိုတာပျက်စီးတာအသစ်ပေါ်တာကဖောက်ပြန်တာနဲ့ပျက်စီးတာဒီဝိပရိနာမလက္ခဏာဒုက္ခသစ္စာဒါတခြားလားဒုက္ခသစ္စာဆေးကုချိန်ရရဲ့ဆေးကုလို့ပြောက်ရလားခုညောင်းနဲ့ဆန်းလိုက်မပြောက်ဘူးလားအဲ့ဒါပါကလဒုက္ခသစ္စာမဆိုင်အပါကလဒုက္ခတခါတည်းခန္ဓာကိုယ်ရဲ့ဖြတ်နဲ့တခါတည်းပြလာဓမ္မသဘောသူပြလာတဲ့အခါကျတော့မှဖောက်ပြန်ပျက်စီးတယ်ဆိုတာဒီသဘောကိုလို့ငုံချုံသိတာရှင်းဒါဖြင့်ကာမတက္ကတညာအကျိုးပေးကရထားတာကဘာသစ္စာဒါကြောင့်သူအကျိုးပေးမသားရနဲ့သူလည်းမပြစ်ပယ်လိုက်နဲ့ပြစ်ပယ်လိုက်ရင်စရဏပြက်သွားမယ်စရဏပြက်သွားရင်ဝိဇ္ဇာညာဆိုတဲ့သစ္စာနဲ့လျော်တဲ့ညာရပါဒါဖြင့်ကံကျိုးပေးလည်းမပြစ်ပယ်ပါနဲ့တဲ့သစ္စာနဲ့လျော်တဲ့ညာရအောင်ကျုပ်တို့ကြိုးစားရမယ်ရှင်းရလားရှင်းနေဗျာနိုင်ရစီသွားတော့နောက်နေ့မှာဟောကြအောင်